ခရုနဲ့ပကြီးကအတူတူပဲဆိုတာခင်ဗျားသိလားစင်ခဲဖြစ်စဉ်အတွင်းမှာသူတို့ရဲ့အခွင့်အရေးကိုဆုံးရှုံးသွားတဲ့ခရုလေးများဖြစ်ပါတယ်ဒါကြောင့်ဒီတော်ဝါတွေဟာလိန်တူဆက်ဆံတဲ့တော်ဝါတွေဖြစ်ပြီးအများစုကကတုံးတွေဖြစ်ပါတယ်မျိုးစေ့ပေါင်း6000ကျော်ရှိပြီးသူတို့ကိုကျွန်တော်တို့ကဘာမြေပေါ်ရဲ့အနေအနှံတိုင်းမှာတွေ့နိုင်ပါတယ်ခရုရကဓားသွားတွေပေါ်စူးကျင်တွေပေါ်မှာထိခိုက်မှုမရှိဘဲရှောက်သွားနိုင်ပြီးရေပေါ်မှာလည်းလမ်းလျှောက်နိုင်တဲ့ခရုတွေလည်းရှိပါသေးတယ်ကွန်ခရုများကဲ့သို့ခရုအချို့ကတော့အစိတ်ရှိပြီးအသားစားကြပါတယ်သူတို့ရဲ့သားကောင်ကိုတတ်ဖို့ဒါမှမဟုတ်အခြားကွန်ခရုတွေကိုတတ်ဖို့အတွက်မိန်နဲ့တူတဲ့သွားတွေကိုပြစ်လွတ်လေးရှိပါတယ်အသေးဆုံးခရုကအပေါက်ထဲသို့ဝင်သွားနိုင်ပါတယ်ဒါကြောင့်တင်ဟာဟိုလျှောက်ဝင်ဒီလျှောက်ဝင်မလုပ်ပါနဲ့အကြီးဆုံးကတော့1 မီတာလောက်ရှည်ပြီးပေါင်40အလေးချိန်ရှိတဲ့ချွန်တက်ခွန်ရှိပါတယ်အဲ့ခရုအများစုမှာသွား14000ကျော်ရှိပါတယ်ထူးဆန်းတာကသူတို့ရှာမှာလဲသွားတွေရှိပါတယ်ဒါပေမဲ့ဒီကောက်မှာတော့သွား1900လောက်ပဲရှိပေမဲ့ခရုတွေထဲမှာအများဆုံးတော့တိုက်တနီရဲ့အထက်ကိုပိုးမှာပါတယ်တကယ်လို့ကြောင်တွေမှာလဲသူတို့လိုရှာပေါ်မှာသွားတွေရှိခဲ့မယ်ဆိုရင်ကဘာပေါ်မှာအန်ရရှိဆုံးကကြောင်တွေပဲဖြစ်မှာပဲခရုများကအိမ်ငိုက်တက်ပြီး3နှစ်ကြာအောင်အိမ်နေပါတယ်သူတို့တဒံက9နှစ်လောက်ပဲရှိပြီးသူတို့ရဲ့ဘဝရဲ့3 ပုံ 1 ပုံအိတ်ဆက်ကြပါတယ်ဥမာခမရလို့ပေါ့ဗျာ